ဒီလုံးပြလို့လေသိပါဘူး အဖေမသိလို့ပြေးတာပေါ့တမီးရှင်းလို့သားဖားတွေကလည်းဘာဖြစ်နေကြတာတော့ကျုပ်အိတ်ကြတော့မကောင်းကောင်းမအိတ်ရအောင်စုံညမ်းနေကြတာပဲဘာဖြစ်နေကြလဲပြောပါဦး မင်းမသိတော့ဘူးမိမရဲ့ ဟောမသိလို့ပေါ့မသိလို့မေးနေတာပေါ့ ငါလည်းမသိဘူးလေဟာအင်းသမီးကဒီမှာပြတော့လောက်နေတော့ငါလည်းအိတ်နေထလာပြီးတော့လာ အဖမြောက်ကလည်းအများနဲ့ဒီလိုကြီးပဲ မေးကြည့်ရ ဆိုရပြီကဲသမီးဘာဖြစ်နေရလဲမြို့ပြော အမေရဲ့တမီးလေ iPhone ဆိုပြီးတွေ့လာတယ်အဲ့ဒါအိမ်ရောက်မှတကယ်ကြီးက iPhone မဟုတ်စစ်ကြီးရဲ့သူပြောရတာစစ်လိုက်တာလေ iPhone ကအတူကြီးဖြစ်နေ ဟမ်အိုင်ဖုန်းကအတူရှိလို့လားဒါနဲ့သမီးဒီဖုန်းကိုဘယ်ဆိုင်ရဝယ်လာတာလို့ ဆိုင်ရဝယ်တာမဟုတ်ဘူးအမေရဲ့ခေါင်းတရအောက်ကဝယ်လာတာ သမီးကဘာလို့ဆိုင်ရဝယ်ရတာလဲသမီးရဲ့ တခြားအောက်ကတန်နေလေအမေရဲ့အဲ့ဒါနဲ့တမီးလည်းဝယ်လာလိုက်တာ သမီးကမနက်ကသွားဝယ်တာလား ဟုတ်တယ်အမေရဲ့ အေးအဲ့ဒါဆိုရင်တော့လာဆိုင်ပြန်သွားမှရမယ်လာထလာသွားမယ်သွားမယ် ငါသမီးကတော့ဖုန်းကိုဈေးတော်တယ်ထင်ပြီးတော့ဆိုင်ပြသေးတရားအောက်ကနေလောဘကြီးပြီးဝယ်လာတာအခုတော့အတုဖြစ်နေပြီတဲ့ဦးလေးရေဦးလေး အေးမောင်ကျော်ငါတို့ဘာကိစ္စရှိလို့လဲကွာ မင်းကဦးလေးပေးလိုက်တဲ့ကြက်ဥတွေလေအဲ့ဒါအတုတွေတဲ့အမေကလာပြောခိုင်းတော့ကျွန်တော်လာပြောတာ ဟုတ်လို့လား ဟုတ်တယ်အိမ်မှာအမေကကြက်ဥတွေကိုပြုတ်လိုက်တော့ပြုတ်ပြီးခွာလိုက်တော့ရဘာလုံးလိုပြုတ်စီစီကြီးဖြစ်နေတယ်အဲ့ဒါနဲ့ထပိုင်းပိုင်းလိုက်တော့ကြက်ဥနဲ့မတူဘူးအရသာကလည်းဘာရတာကြီးမှမသိတော့လွတ်ပြစ်လိုက်တာအိမ်ကခွေးတော်မစားဘူး အေးဟုတ်လားကွာအေးငါလည်းအဲ့ဒါတွေကိုလမ်းမေးပါရောင်းနေတယ်ပြီးဈေးပေါ်လာတယ်ငါလည်းဝယ်လာလိုက်တာ ဟုတ် ကျုပ်အတူတော့မဖြစ်တော့ပါဘူးကွာကျုပ်လည်းမလက်တာဖြစ်လိမ့်မယ်ကွာ ဟောဒါနဲ့အမေကမာလိုက်သေးတယ်နင်းဦးလေးကိုပြောလာလိုက်တဲ့အတုတွေပေါ်နေတဲ့ခက်ကြီးမှာရန်တမ်းမယုံနဲ့တဲ့ ဟောအေးပါကွာ သွားလိုက်ပါဦးမကျ အေးအဲ့ဒါပါရှင်းရလဲဖုန်းရောက်လို့ယူလို့သွားပါတယ်ဆိုမှဘာလို့လိုက်လာနောက်ကနေပြီးရောက်တိုင်းဖြစ်ပြီး ဟာငါလည်းနေတော့ပဲတော့မှမသိဘယ်လဲဒါနဲ့တော့ရေး အောင်လေလဲဖို့နေတာဖုန်းရောက်တဲ့သူတော့ရှာလို့မတွေ့ဘူးရှင်တော့ကလည်းရောက်တိုင်းဖြစ်ပြီးဘာမှအာမကိုอ่ะ ဇနီးတွေကတော့သူ့အချင်းတိုင်းပြစ်တော့နေတာကျွန်တော်ကိုပြောနေတော့တယ်လေကျွန်တော်လည်းထပ်မပြောတော့ပဲမကြားချင်အောင်ဆောင်ပြီးနေလိုက်တယ်စိတ်ထဲကတွေးမိနေတာဒီအစားအစာအတုတွေမိပညာပစ္စည်းအတုတွေငါတို့နိုင်ငံမှာဘာလို့ပေါ်နေတာလဲငါတို့နိုင်ငံရဲ့လူတွေကလောဘကြောင့်လားဒါမှမဟုတ်မသိမှုကြောင့်လားလို့တွေးနေတော့ဗျာ အရှင်ကျမပြောတာကိုကြားရလား ဟင်ကြားပါလေ ရှင်တို့သားသားတွေကလေဒီတိုင်းကြီးပဲပြီးရှင်ကျမအခန်းထဲခေါ်ရှင်လာခဲ့လိုက်တော့ တခြားလူတွေကတော့ထင်ပါပဲဗျကျွန်တော်မိမကြောက်တဲ့လူလို့ကျွန်တော်တော့မကြောက်ပါဘူးဗျာအမှန်တော့ပြန်ပြောနေရင်လည်းမပြီးပါဆိုလို့လူကြားမှာလည်းစိုးတယ်လေနားလည်းညီးတယ်ဗျာဒါနဲ့ပဲတီးခံပြီးတော့နေရင်းနဲ့အသားကျသွားပါပြီထင်တယ်မကြားချင်အောင်ဆောင်ပြီးတခုခုတွေးနေလိုက်တော့တယ်လေသမီးကိုကြည့်ရတော့သမီးဖုံးဆက်နေ အေးတကယ်ကြီးငါဖုန်းပြန်ရောက်ချင်လို့ဟေးဟုတ်တယ် iPhone ပြန်ရောက်ချင်တာအေးဈေးကတော့ဟာငါ
နည်းနည်းပါရှော့ပေးပါပေါ့ငါတို့တကယ်လည်းချင်းချင်းပဲဆိုတော့အေးအဲ့ဆိုငါတို့တွေ့နေကြနေရမှာပဲတွေ့ကြမယ်လေငါဖုန်းလာခဲ့လိုက်မယ်နည်းနည်းမဆက်ထားရယူလာခဲ့နော်အေးဟုတ်ပြီအဲ့ဆိုငါ့ဖန်ကြလို့ရှိရင်10 နာရီလောက်တွေ့ကြမယ်လေအဲ့ရမို့လားအေးအဲ့ဆိုငါလာခဲ့မယ်နော်အေးအဲ့ဆိုဒါပဲဒါပဲ အေးငါသမီးကတော့ဘသူ့ကိုချင်းပြန်ထည့်နေပြန်ပြီလည်းမသိဘူးဟေး တမီးနဲ့ပြန်ပြီးငါဘယ်မှာဖြစ်တော့ ဟေးဘာဖြစ်လို့လဲ လက်ပြန်တမီးဒီဖုန်းပြန်ရအောင်လို့လေအဲ့ဒါချိန်ထားရင်တွားရအောင်ပဲလည်းမရတော့ဘူး အော်ရောင်းတော့ရ ဟုတ်တယ်တကယ်ချင်းချက်ကသူ့ဝင်နေတဲ့အဲ့ဒါပေးလိုက်လို့ဟေးအဲ့ဆို ဖုံးစင်ပြေလား အေးအတူပဲဟေးဖုန်း အဲ့ဒါဆိုလည်းမထူးတော့ဒီတိုင်းမှနေကန်လိုက်တော့ ဟာမတုံးချင်ပါဘူးငါဖုန်းရမှုချိန်ထားပြီးသားအေးလက်ပြန်သွားရအောင်တော့မှာ အေးပါအေးပါ အေးအဲ့ဆိုလက်ပြန်နေလိုက်ချင်လိုက်ခဲ့ပေါ့ အေးပါ အေးကျွန်တော်ငါစားနေပဲပို့လိုက်တော့မယ်ဒါပဲနော် အေးပြီးပြီရှင်မတော့ကမင်္ဂလာဆောင်သွားရမယ်မလားရှင်းခေါင်းကလည်းဖြူဖွဲတာပဲရှင်းအခုခေါင်းကိုဆင်းသွားမဆိုးသေးဘူးလား ကျွန်တော်လဲမှန်တဲ့ကနေမြင်နေရတဲ့ဖြူနေတဲ့သပင်တွေကိုကြည့်လိုက်ပြီးတော့အနဲ့အောင်ဆိုးလိုက်ရင်ဒီသပင်တွေရောအတုဖြစ်သွားမလားစဉ်းစားနေမိတယ်ဒါပေမဲ့ဒီအတုတွေကတော့ကြည့်ကောင်းမယ်လို့ကျွန်တော်ထင်တယ်ဗျဒီလိုအတုမျိုးတွေကတော့တခြားသူကိုဒုက္ခမပေးကြဘူးလေတချို့အတုတွေကြတော့ဒုက္ခပေးကြတယ်ဗျငါတို့နိုင်ငံမှာဒုက္ခပေးတဲ့အတုတွေကဘာလို့များပေါ်နေကြတာလဲအော်ဒီအတုတွေကလူအနေငယ်လောက်ကိုသာဒုက္ခပေးတာပါလို့စဉ်းစားမိတယ်အခုများတော့တနိုင်ငံလုံးအမှောင်ဖုံးသွားခဲ့တဲ့အထိအတုတွေပေါ်နေတာလေလွတ်တော်အတုနဲ့တမနာအတုကြီးတောင်ပေါ်နေတာပဲကျန်တဲ့အတုတွေကတော့ဘာအရေးပါတော့မှလဲဗျာ